ဘုန်းကြီးတွေမကြည့်ဘူးအဘက်တွေအများကြီးတယ်ပြောဓမေတွေဝတ်သလားရက်တော့တယ်တစ်ဖဲ့တယ်နှစ်ညလာစားတယ်သုံးဘလုံးဝကြည့်တယ်လေးကြောက်ပြောလေဘမလည်းမလို့ငါကြက်တာပြောတယ်မရှိတော့ပါလားဂရေ9180ဂရေ9191 billion root အဲ့ဒီတည်းသုံးခုပဲရှိတယ်ဆရာတော်ရက်တော့တယ်ဖဲ့တယ်ဘလုံးဝကြည့်တယ်ပြောလေမင်းတို့ကပြောတော့မင်းတို့ကပြောလိုက်ရင်ဘုန်းကြီးရစရာမရှိတော့ဘူးမင်းအဘက်တွေအများကြီးပြောတယ်ငါ့ကိုပြောဒါမရှိအဲ့ကိုညလာစားတယ်ဘလုံးဝကြည့်တယ်နှစ်ဟာအခုကစားတယ်သုံးဆက်လက်တော့တယ်လေမရှိတော့လက်ကစစ်စေအောင်ပြအောင်မရှိဘလုံးလိုကြီးလောက်ရတယ်ကိုယ်သာသနာဝင်ဘုန်းတော်ကြီးတွေကိုကိုရမှလေအမောမတင်ဘယ်လိုလုပ်မလို့သူများကပြောတော့မှာမင်းတို့လည်း Facebook တွေလို့ကြည့်နေတာဒါသူများဘာတော့မစော်ကားဘူးခရိယန်မှာလည်းအားနည်းချက်ရှိဒါနိုင်ငံနဲ့ငါကဘာပတ်လာခရိယန်မှာလည်းအားနည်းချက်ရှိတယ်မွတ်စလင်မှာလည်းအားနည်းချက်ရှိတယ်နော်ခုနကပြောလို့အင်းဒီမှာလည်းအားနည်းချက်ရှိတယ်ငါနမူနာတစ်ခုပြောမယ်မွတ်စလင်နိုင်ငံတိုင်းသွားတယ်ဘာသာစားချင်ခုငါလည်းမကောင်းသွားတာတရုတ်မှလည်းသွားတယ်ဘာသာစားချင်ခဏလေးစောက်ရှိတာကိုပြောတာနော်သူများအဖြစ်ပြောတာပေါ့မွတ်စလင်နိုင်ငံလုံးဝဝတ်သားမရဝတ်နှွေးတော့ဝတ်ကောင်းအဲ့ဒါမှစားချင်ရှင်မျိုးလည်းပြောတယ်မင်းကပြောတော့ဒီမစီရလေဘူကောလေသိကြရတာပဲရတယ်ခဏလေးစောက်ပြီးကလကာတဲ့ဝင်သွားတယ်နောက်မှမွတ်စလင်ဟာဘာသာအစုံသူတခုတော့ရှိတယ်အဲ့ဒါတွေကအဲ့ဒီစားတဲ့လူတွေကမွတ်စလင်မဟုတ်ပါအဲ့ဒီလာတဲ့ပုဂ္ဂိုလ်လက်ကိုနမ်းမစလင်ဘုံတော့နမ်းမစလင်မွတ်စလင်မဟုတ်ဘူးဘာသာလဲစားပြီးပြန်ဖြစ်ပြီးတော့မွတ်စလင်ပြန်ရေးထွက်သွားငါကိုယ်တိုင်တွေ့ခဲ့တာလေဘာအတူတူစားခဲ့တာလုံးတာပဲရှိတာပဲဟုတ်တာသူပြောတာမလေးရှားသွားတယ်ဟိုင်ဒန်ဂျန်လန်အဲ့ဒီမှာမွတ်စလင်ရဲ့ဥပဒေရဆိုရင်အရေးမတော့ပါဘူးလောင်းစားမလို့ဘူးငါကိုယ်တိုင်သွားခဲ့တာဟာမွတ်စလင်တွေကြီးမလေးရှားပါမင်းတို့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကလောလောဆယ်မွတ်စလင်မဟုတ်ဘူးလေကျွန်တော်တို့လက်မှာနမ်းမစလင်ရိုက်ထားတယ်ဟောမလုပ်ရှင်းပါပဲဘယ်သူမှမပြောဘူးဘုန်းကြီးလေးနည်းနည်းတီလာရှင်နဲ့လမ်းသွားလိုက်တယ်ဒီဗမာတွေကပဲ Facebook နဲ့တင်ဘာလို့လဲမေးရင်သူတို့အခြားဘာသာကလုံးဝမတင်ဘူးခရိယန်ဘာမှမရှိဘူးမွတ်စလင်ဘာမှမရှိဘူးဟိန္ဒိဘာမှမရှိဘူးဗမာအချင်းချင်းပဲလုပ်ဘူးမရှိဘူးလားကွာမရှိဘူးလားဟုတ်တယ်ဆရာလေးနဲ့ဥက္ကဋ္ဌကအတူသွားတယ်ကွာသူဆရာလေးလက်ချိတ်ထားတယ်ကွာတော်လေးနေလိုက်ပါတော့လားကွာနှစ်ယောက်တွေ့ရင်တော်ပြီဘာလို့တန်နိုင်ငံလုံးတွေ့စေနေတာလဲဆရာလေးလည်းလို့ချစ်ဆရာတော်မောင်ရှိကိုတဲ့တယ်ရှာလေးမယ်တီလဲနောက်ကလိုက်မယ်မောင်ကြီးဟောသွားတာငါပြောနေတာဒီကောင်ထပ်ပုံရတယ်တယောက်တည်းတွေ့တယ်အဲ့ကောင်လိုင်းပေါ်တင်တယ်ဒါတန်နိုင်ငံလုံးဥက္ကဋ္ဌလားမောင်ရှိကိုတဲ့တယ်ရှာလေးတီလိုက်ရှင်လေးလက်ဆိုမင်းတို့ပြီးသွားမင်းတို့လောက်တာဘယ်သူမှမလုပ်ဘူးဘာလို့လောက်ရတာလဲမေးကြည့်လို့လေဖုံးပြီးပြောချင်တဲ့သဘောကမကောင်းတာရှိပါလိမ့်မယ်ဖုံးနိုင်ဖိနေတယ်မှာကို့အမေ